အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေကဲအားလုံးပဲမင်္ဂလာပါကိုလင်းကိုအခုတွေးပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းနော်လက်မလေးတွေပေးလို့ရတယ်နော် okay နော်ကဲအားလုံးပဲမင်္ဂလာပါနော်ကိုလင်းကိုဒါအခုတွေးပြီးမြင်ပြီဆိုရင်ကိုလင်းရဲ့ဒါဒူရီလက်ကလင်းဆိုတဲ့ YouTube channel လေးကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူကchannel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးပေးလို့ရတယ်တဲလေးတွေပေးလို့ရတယ်เนาะနောက်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းမရစ်မကြော်ဘဲနဲ့တေချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးကိုမေတ္တာရက်ခတ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဗျเนาะအားလုံးပဲမင်္ဂလာပါကဲကျွန်တော်တို့ဒါဒီညနေကဝမ်းကြီးနှစ်ခွန်နဲ့ပဲ okay တယ်ပေါ့ဩကတော့မမီဘူးဗျာเนาะမနက်3ညပရိတ်ညနေ3ညပရိတ်ကတော့လွန်တာပေါ့เนาะကျွန်တော်ရဲ့ break ကလည်းထွက်လိုက်တာဆိုတာเนาะကျွန်တော်ရဲ့ break 5 break 3ည break ကလည်း2 3 2 8ခွန်3ခွန်8ဆိုတဲ့ဟာလေနော်3နှစ်ထွက်လိုက်8နှစ်ထွက်လိုက်ဟုတ်တော့ဟုတ်နေနော်ဘလင်းရတာရွေးချယ်ပေးတဲ့ break လည်း okay တယ် break တွေလည်းထွက်တယ်ပေါ့ဗျာနော်ဒါဒီညနေရတော့ဒါ1ချိန်2ခွန်1ချိန်နဲ့ပဲ okay တယ်ပေါ့နော်2 8တော့ဩကမမီဘူးပေါ့ဗျာမထင်ဘူးလေဗျာ2နာရီဈေးမှာလည်း2 8ကထွက်ထားတယ်ဗျာနော်20 2 8ကဆိုပြီး2နာရီဈေးမှာလည်းထွက်ထားတယ်ဆိုတော့ကိုလည်းမထင်ဘူးဟိုကမနက်3ညပရိတ်ညနေ3ညပရိတ်လောက်ပလိုက်တယ်မနေ့ကထွက်ပါလားမနေ့က4တစ်ထွက်လိုက်ပါလားမနက်5ပရိတ်ညနေ5ပရိတ်ကြတော့မလုပ်ဘူးဗျာနော်မနေ့ကလေမနက်ပိုင်းကို2 3 5ပရိတ်ထွက်တယ်ညနေပိုင်းကို4တစ်ထွက်လိုက်ပါဘာလို့40ထွက်လဲဒီနေ့ကျတော့လာပရိတ်တူပရိတ်လာရိုက်တယ်နော်မနေ့ကလည်းရိုက်ရင်ကိစ္စပြတ်နေတာနော်ကဲအားလုံးပဲမင်္ဂလာပါနော်ဒီညနေရောဒါနှစ်ခွန်ဝန်းကြီးနဲ့ပဲ okay ရပေါ့ဗျာဟုတ်ကတော့မမီဘူးပေါ့နော်ကဲအားလုံးကကျွန်တော်မနက်ဖြန်19ရက်8လပိုင်းနော်မနက်ဖြန်19ရက်8လပိုင်း2026နော်19ရက်8လပိုင်း2026ဗုဒ္ဓဟူးနေ့ကိုကျွန်တော်သွားမယ်နော်ဗုဒ္ဓဟူးနေ့လေးကိုကျွန်တော်သွားမယ်နော်ကဲဗုဒ္ဓစိန်မာစာကီဒီညနေလုံးဝလှည့်မကြည့်နဲ့ကွက်တီးပဲနော်ကိုလင်းရဲ့စိန်မာစာကီကတော့မလုံးနဲ့တော့ပဲနော်ကဲအဲ့ဒါကြောင့်မလို့ဗီဒီယိုလေးကိုမြင်မကြော်ဘဲနဲ့တေချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါโอเคနော်လမ်းမလေးမနှိပ်ရသေးနှိပ်ထားโอเคနော်ကဲဒါကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကနေမနက်ဖြန်ကျွန်တော်ဗုဒ္ဓဟူးနေ့ပေါ့ဗျာနော်19ရက်8လပိုင်း2026ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပါတော့မယ်တေချာလေးယူဆိုင်နားထောင်ပေးပါနော်ကဲဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကံမြန်ဝမ်းချင်းလေးကတော့၄ကိုဝမ်းချင်းဖြစ်ပါတယ်၄ကိုအချိန်နော်၄ကိုဝမ်းချင်းဖြစ်ပါတယ်၄ကိုအချိန်ဖြစ်ပါတယ်ကဲ၄ကိုဝန်းကြီးမှာကျွန်တော်ကိုလည်း၄နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆို4 1 4နဲ့4 6 4ခွန်နော်ဝန်းကြီးက4ကို4နဲ့ပတ်သက်လာရင်4 1 4နဲ့4 6 4ခွန်9နဲ့ပတ်သက်လာရင်90 9နဲ့6 6 9ခွန်နော်9နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်90 9နဲ့6 6 9ခွန်4နဲ့ပတ်သက်လာရင်4 1 4နဲ့4 6 4ခွန်9နဲ့ပတ်သက်လာရင်90 9နဲ့6 6 9ခွန်โอเคနော်ဒါလေးက၄ကိုဝန်းချင်းနဲ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကပ်ပေးထားတာပါအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီကတော့မနက်ဖြန်ဗုဒ္ဓဟူးနေ့အတွက်ကို646ကီးပါနော်646ကီးပါကိုမဝန်းချင်းရှိရဲ့လုံးမရှိရဲ့ဆိုတော့646နဲ့ကတ်ထိုးပေါ့ဗျာနော်ကဲစိန်မာစတာကီကတော့646ကီးဖြစ်ပါတယ်နော်ဒါဒီဘက်မှာကျွန်တော် free pad တီဆိုလဲနော်နှစ်အင်္ဂါမကျော်ဇာတို့ကဒါကျွန်တော်ဗဇက်ကကျွန်တော်တိတဲ့လူတွေတိပါတယ်ကိုပတ်တီးကိုကျွန်တော်ပြောလိုက်တယ်ရနော်ကျွန်တော်ပြောခဲ့ပါတယ်နော်နော်ကိုကအင်္ဂါမကြော်ဘူးသူ့ရဲ့အဆိုင်အမှန်ဆိုဗုဒ္ဓဟူးကတော့လုံးဝမကြော်စရာဘူးပြောပြီးသားလက်မကြီးနဲ့မနက်ကနော်တက်ကိုဆိုပြီးထွက်တာပဲနော်ဒီကဖောင်းရပိတ်ရမရှိရင်ကျွန်တော်ထုတ်ပေးတဲ့ကနန်းနေရလေထွက်တာများတယ်ဗရိတ်ကအစဗျာဖောက်9ကပေးရင်ကျွန်တော်4ကတော့မှန်းမယ်ဗျာ9ကပေးမယ်4ကမှန်းမယ်ကျွန်တော်လည်းလူလေဗျာတစ်ခါတော့တော့လေလွဲရင်လွဲမှာပေါ့ဟုတ်တယ်မလား9ကပေးမယ်4ကမှန်းမယ်เนาะအဲ့ဒါတော့ရေးရေးပြောရေးတယ်เนาะဟုတ်ပြီလားကဲအဲ့ဒါပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်เนาะကျွန်တော်ကြိုက် main တင်ကွက်ကလေးပြောပါမယ်မနက်ဖြန် main တင်ကွက်ကမိဗျာเนาะကျွန်တော်ကြိုက် main တင်ကွက်ကတော့ခွန်1ကခွန်3ရယ်6 5ရယ်ဖြစ်ပါတယ် main တင်ကွက်เนาะခွန်1ခွန်3 6 5เนาะခွန်1ကခွန်3ရယ်6 5ရယ်ဖြစ်ပါတယ်နော်ငါးပရိတ်3ညပရိတ်တွေပဲလှိမ့်ထွက်နေနှလုံးတွေကနော်၄ပွဲမှာဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဟူးနေ့ကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါသေးအားလုံးပဲမနက်ဖြန်နေခင်
တနာရီထိုးဗီဒီယိုမှာကျွန်တော်ပြန်တွေ့မယ်တကယ်လို့မနက်ဗီဒီယိုကဒီကျွန်တော်ခုပေးထားတဲ့လေကိုဝမ်းချင်းနဲ့ရတာမနက်ပိုင်းနေ့ကမကြရင်ညနေကိုဒါပဲပြန်ထိုးနော်ကြားတယ်ဆိုတော့ကျွန်တော်မနက်ဖြန်နေခင်တနာရီထိုးကျွန်တော်ဗီဒီယိုလေးထပ်တင်ပေးလိုက်မယ်ဟုတ်ပြီလားနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါခွန်းနိုင်ပါအိမ်မက်လာလာမကြပါသေးမင်္ဂလာရှိတဲ့ဗုဒ္ဓဦးလေးကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါသေးလို့ကိုနေကနေပြီးဆုတောင်းမတာပို့တာပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါခွန်းနိုင်ပါအိမ်မက်